Hello အားလုံးပဲမင်္ဂလာဆောင်ပါဆလူကတော့ဒီနေ့အိမ်မှာယောဂလုပ်တဲ့အကြောင်းလေးကိုကိုယ့်ကို recording သွင်းပြီးရဲ့ခါကျတော့ရိုက်ထားတာပဲဖြစ်ပါတယ်နောက်တစ်ချိန်မှာကိုယ့်ကိုပြန်ကြည့်ရဲ့ခါမှာကိုယ့်ကို motivation ပေးရတော့၎င်းပေါ့နော်တခုခုပေါ့နော်ငါဘယ်လိုပြောင်းလဲသွားတယ်ဘာညာလေးဆိုတာသိချင်အောင်လို့ပေါ့နော်အဲ့တော့စမယ်ပေါ့နော်ရှူသွင်းရှူထုံးပေါ့နော်ရှူသွင်းမယ်ရှူထုံးမယ်ဆိုပြီးတဲ့ခါကျတော့လိုမျိုးလေးပေါ့နော်3ချိန်လုပ်တယ်ပေါ့လေနော်ဟုတ်ရှူသွင်းရှူထုံးလေး3ချိန်လုပ်ပါတယ်ပြီးတော့ဘာလုပ်လဲဆိုလို့ရှိရင်ရင်ဆုံးခေါင်းလေးကျင်ကန်လုပ်မယ်ပေါ့နော်ခေါင်းလေးကျင်ကန်ကကြတော့လေကိုရီးယားဗာလဲကွန်ပျူတာသမားဆိုတဲ့ခါကျတော့အများနဲ့ကွန်ပျူတာကြည့်တယ်ဗာလဲအဲ့လိုမျိုးပေါ့နော်ရုပ်ရှင်တွေကြည့်ရ screen time နေရာများတယ်အဲ့တဲ့ခါကျတော့ဒီခေါင်းလေးကျင်ကန်လေးကိုလုပ်ပေးခြင်းအပြင်ပေါ့နော်ကြီးပေါင်းလဲကာကွယ်စေရသလားတလူကလေဒီခေါင်းလေးကျင်ကမလောက်တာနည်းနည်းကြာလို့ရှိရင်လေခေါင်းကြီးကဘယ်လိုလဲမသိအုံကြီးနဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်နေရဆိုဒီခေါင်းလေးကျင်ကလေးကိုလည်းပုံမှန်လုပ်ပေးခြင်းအဖြစ်လေသိလားအဲ့ဒါပေါ့နော်တတ်တာတယ်ပေါ့လေလိုမျိုးဆက်ခါကြတော့ screen time များတဲ့လူတွေကပေါ့နော်ဒီခေါင်းလေးကျင်ကန်လေးကိုလုပ်ပေးဖို့တတ်နိုင်သလားပုံမှန်လေးပေါ့နော်လုပ်ပေးမယ်ဆိုရင်ကောင်းပါတယ်လို့အဲ့ဒီဟာလေးပြောချင်ပါတယ်ကြော်ညာတော့မဟုတ်ဘူးเนาะအဲဆိုဘယ်ဆောင်ညာဆောင်ပေါ့ပြီးလို့ရှိရင်ဒီနေရာလေးမှာလေးကိုပြတဲ့ဟာလေးရတယ်နည်းနည်းတော့မြန်နေမလားမသိဘူးဘာဖြစ်လို့လဲဆိုတော့ခါကျတော့အရန်ကြီးလဲပေါ့နော်အချိန်လဲကြာသွားမှာဆိုတာနဲ့တချို့ဟာလေးကြတော့အဲ့လိုမျိုးနည်းနည်းပေါ့နော်တကယ်တင်တန်းချိန်မှာဆိုလို့ရှင်တော့ဆရာမကလေနည်းနည်းခက်ကြလေးပေါ့နော်10စက္ကန့်လောက်အဲ့လိုမျိုးလေးကိုကကြာနည်းနည်းမြန်သွားရပေါ့နော်အဲ့လိုမျိုးလေးတော့ရှိရပေါ့တီးခံပြီးကြည့်ပေးကြပါလို့ဒီခေါင်းလေးကျင်ကန်လေးအဲ့လိုမျိုးခေါင်းကို white တာလေအဲ့ဒါလေးရာလေးတော်တော်လေးအဆင်ပြေရသေးလားပုံမှန်လေးလုပ်ပေးမယ်ဆိုလို့ရှိရင်အဲ့ဒီခေါင်းစကြောတက်တာတို့ခေါင်းမူခေါင်းအောင်ကြီးပေါင်းယောဂဘာညာကာကွယ်ပြီးပါတယ်ဟုတ်ကဲ့ပါဆရာလုပ်တာမဟုတ်ပါဘူးရှင်ကိုတက်သိရလူတွေတက်တဲ့လူတွေအများကြီးလေးပေါမှန်လဲသိပါတယ်ဟုတ်ကဲ့အဲ့လိုလေးပြန်ပြီးတော့ဗောနော်ဟိုဘက်ဒီဘက်ပဲညာလေးလိုမျိုးလေး white ပေးရပါဟုတ်ကဲဒီ post ကတော့လေနည်းနည်းလေးပေါ့နော်ဒီ post ကိုစလူးကကြိုက်တယ်ဘာလို့ဆိုတော့အညောင်းညာကြီးလဲပြေလို့ဒီလားအပေါင်ကားရတဲ့ post လေးအဲ့ post လေးရန်ကြီးလဲပေါ့နော်တကူတော့ဟိုဘက်ကိုခါကြောတွေဆွဲဆန့်ပြီးတဲ့ခါကျတော့အဲ့တချမ်းနေအကုန်ပါဝါပါနော်ပြီးဟိုဘက်ကိုတွားမယ်အဲ့ဘက်တချမ်းခါကြောတွေလေအကုန်ပါဝါဆိုတော့လေအရန်အညောင်းညာလဲပြေဆိုတော့လေအဲ့ post လေးလဲကြိုက်တယ်ဒီလားဒီခုပြထားတဲ့ထဲမှာလေကိုကြိုက်တဲ့ post တွေကြီးပဲကိုလုံးနိုင်တဲ့ post တွေကြီးပဲလောက်ထားတာပေါ့နော်ပြီးရင်သူကရှေ့မဟုတ်နာဟိုလုံးချင်တာကြီးလုံးနေရပြေလေပြောချင်တာကြီးပြောနေရဟုတ်ကဲ့ကျေးဇူးအများကြီးတင်နေနော်ဒီခံပြီးကြည့်ပြကြပါဝါတုံနေပါတယ်ဗိုက်ကြီးကလည်းပူနေပါတယ်ဟုတ်ကဲ့ပါရှေ့ကိုသွားမယ်ကိုင်းမယ်ပေါ့နော်ဒီဟာကလေပေါင်ဖြေးထားတဲ့ post ပေါ့နော်ကိုကလေငငယ်လေးရဲ့ကြောပြော့ရတာဘယ်လိုလဲမသိဘူးဆိုတော့အဲ့လိုဒီ post တော့ရတယ်သိလားအဲ့လိုမျိုးလေဒါလေးတော်တော့လေအညောင်းပြေတယ်အဲ့ပေါင်းနေပါလေအညောင်းနေပါပြေသွားပါပေါ့နော်ဟုတ်ကဲပြန်တက်လာမယ်ပြီးရင်အားလျှော့အခုဒီ post ကကြတော့လက်တွေပါတာပေါ့နော်လက်ကိုနောက်ကနေပြန်ပြီးတော့ဟိုစားလက်နောက်ချိတ်လိုက်မယ်ပေါ့နော်မြင်ရလားမမြင်ရအောင်လို့နည်းနည်းလေးရွှေ့ပေးမယ်အမလေးရွှေ့ရလက်ခတ်လိုက်တယ်နော်လက်နှစ်ခုဟိုဘက်လက်နဲ့ဒီဘက်လက်ကိုချိန်မယ်မချိန်နိုင်လို့ရှိရင်ကြိုးလေးရှိရပေါ့နော်အဲ့ကြိုးလေးနဲ့ချိန်မယ်ပေါ့နော်ပြီးတော့နောက်လက်တစ်ဖက်ကိုသွားပါမယ်နောက်လက်တစ်ဖက်ကိုသွားပြီးတော့အဲ့လိုပေါ့နော်ဆိုတော့ဒီလက်မောင်းလက်အကျိုးအဲ့ဒါကြီးပါအကုန်လုံးပါဝါပေါ့လေဆိုတော့အဲ့နာလေးပေါ့ဟုတ်ပြန်လာမယ်ဒီဘက်ကိုအမလေးမော်လိုက်တာ
ပြီးတော့ဒီ post ကိုလည်းကြိုက်တယ်ဒီ post ကချက်တော့ကိုရှုပြီးတဲ့ခါကျတော့ဥစားဖြစ်တာပါနော်ဘာ post လဲတော့မသိဘူးတချက်ပြောရသေးရမလားကိုကလည်းအဲ့ post လေးကြိုက်တယ်ကိုလုံးနိုင်တဲ့ post ကြီးပဲတည်ရမလားငါလုံးနိုင်နေဆိုတာလေးပြတာပေါ့နော်အဲ့ဒါပါပဲဘာမှမဟုတ်โอเคနောက်တစ်ဖက်ပေါ့နော်နောက်တစ်ဖက်ကိုလည်းယူပါမယ်အားလေတချို့တွေကြတော့အဲ့လိုမျိုးမလုံးနိုင်တဲ့လူတွေကြကြိုးလေးနဲ့လေကြိုးလေးရှိရလေယောဂသုံးတဲ့ကြိုးလေးရှိအဲ့ကြိုးလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးလောက်တာလေးရှိပါတယ်ဟုတ်ဇလူကတော့ကြိုးလေးဝယ်မထားတော့မသုံးပြဘူးပေါ့နော်ဟုတ်နောက်တစ်ခုကကြတော့ဘာလုပ်မလဲဆိုတော့လေးဘက်ထောက်တယ်လေးဘက်ထောက်ပြီးလို့ရှင်တောင်းတော့သွားပါမယ်တောင်းတော့သွားဝင်တက်ထွက်တက်လေးပေါ့နော်ရှူသွင်းရှူထုတ်လေးလုပ်နေမယ်ပုံမှန်လုပ်နေမယ်ပြီးရင်ချက်သားကိုတစ်ဖက်ချတစ်ဖက်ဥစားဖြစ်ပေါ့အဲ့ဒါလိုင်းလျှောက်တယ်လို့လေးပေါ့နော်အဲ့လိုလုပ်တယ်ပြီးတော့မွေးဟောက်ပုံစံသွားပါမယ်မွေးဟောက်ပုံစံပြီးရင်ဒီဘက်ဘဲဘက်ကိုလှည့်ကြည့်မယ်နောက်ဘက်ကိုလှည့်ကြည့်မယ်ပြန်ပြီးတော့တောင်းတော်လေးသွားပါမယ်ခြေကိုမြောက်တင်လိုက်မယ်ပြီးရင်ရှေ့ကိုသွားတယ်လက်နှစ်ဖက်ကြားထဲကိုထည့်မယ်အဲ့ဒါတခါတည်းတပရိတ်ထဲလောက်တာပေါ့နော်ဒါပေမဲ့ကိုကကြတော့တခါတည်းမသွားနိုင်တဲ့ကြောင့်မလို့ခြေကိုကင်မြဲခါကြတော့လက်နဲ့ပေါ့နော်နှစ်ခါလောက်သွားနေရပါပေါ့ပြီးတော့ခါကော့တယ်ပေါ့လေနော်ဟုတ်ပြီးလို့ရှိရင်တောင်းတော့ပြန်သွားမယ်ပြီးတော့နောက်ထပ်ခြေထောက်တစ်ဖက်ကိုမြောက်ပြီးတော့လက်နှစ်ဖက်ကြားထဲကိုထည့်မယ်သူကအဲ့ဒါတခါတည်းသွားတာဒါပေမဲ့ကိုကအဲ့လိုမတက်နိုင်တဲ့အတွက်ကြောင့်မလို့ခြေကိုလက်နဲ့ကင်ပြီးတော့နှစ်ဆင့်သွားနေရပါတော့ကိုလည်းကိုလုံနိုင်တဲ့လောက်ပေါ့လေသူများကြီးကြောက်လည်းတခါလေးလုံနိုင်တာပေါ့နော်ကိုကြောက်လည်းနှစ်ခါလောက်အဲ့လိုမျိုးလောက်ရတာပေါ့လေဆိုခါကော့ထားမယ်ပေါ့နော်ပြီးတော့ down door ပြန်သွားတောင်းတော့လေးပြန်သွားပြီးလို့ရှင်ကလေးပုံစံ chime post နဲ့သူများရ chime post ကရတယ်ကိုကအဲ့လိုကြီးဖြစ်နေမလေးမောသွားပြီဟုတ်အားလုံးကျေးဇူးတင်ပါတယ်